ဟုတ်ကဲ့ကျွန်တော်မတင်တော့ဘူးဆိုပြီးတော့ကျွန်တော်နားထားတာရက်ထားတာဩမဖြစ်သေးပါဘူးလေဆိုပြီးတော့တွေးတာလေးတော့ပြအောင်မှာပါပဲတွေးတာတော့တွေးတယ်အမြဲတမ်းပဲနေတိုင်းတွေးနေတာနော် site တွေကတော့ဒါမှမဟုတ်ဒီ site ကလေးကနည်းနည်းလေးများဟိုဖြစ်မလားလို့နော်ပြန်ကနန်းခွင်လေးဖြစ်နေတဲ့အတွက်ကြောင့်ပြန်ကနန်းလေးကြာမလားလို့ကျွန်တော်တင်ပေးတာပါ2012ခုနှစ်မှာကျွန်တော်403ညလို့တွေ့တယ်403ညလေးနောက်တစ်နှစ်မှာတစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်17ကြိမ်မှာ684အဲ့လိုပဲ2015မှာလဲခွန်3ညလေးချတယ်နောက်တစ်နှစ်မှာတစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်17ကြိမ်မှာ684လို့ပို့တယ်684ပြေးတာနဲ့အဲ684ရဲ့နောက်တစ်နှစ်ပေါ်ပြန်သွားတော့တစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်မှာ198ပတ်လဲဒါလိုပဲနောက်684ရလည်းပဲနောက်တစ်နှစ်မှာတစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်မှာ891ပတ်လဲလာချပြန်ပါတယ်အဲ့တော့2နှစ်ကျော်ဇောင်းတက်တပင်တက်2နှစ်ကျော်ဇောင်းတပင်တက်အဲ့လိုချသွားတာ2နှစ်ကျော်ဇောင်းတပင်တက်2နှစ်ကျော်ဇောင်းတပင်တက်2နှစ်ကျော်ဇောင်းတပင်တက်အဲ့ဒီကနေဘယ်ကိုသွားပို့လဲဆိုတော့ဒီ198ကနေပြီးတော့1 2 3 4 5 6 9နှစ်မြောက်မှာတစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်မြောက်မှာ6303လို့ပို့တယ်6303ပြီးတော့နောက်891အပေါ်တစ်စောင်းတစ်ပင်တက်ကလည်း1 2 3 4 5 6 9နှစ်မှာတစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်မှာ6363လို့ဇောင်း363ကို6363ကို363လို့ဇောင်းတစ်ပင်တက်ထားတယ်နှစ်ကျော်ဇောင်းတစ်ပင်တက်အဲ့ဒီလိုပဲတက်မယ်ဆိုရင်အဲ့ဒီနောက်6333ရဲ့ပထမ6333ရဲ့တစ်နှစ်ကျော်အပေါ်တစ်ပင်411လို့တွေ့တယ်အဲ့411ကလည်းပဲဒီပေါ်က6333ရဲ့တစ်နှစ်ကျော်အပေါ်တစ်ပင်မှာ411လို့ထွက်လာနိုင်တယ်ထွက်လာခဲ့ရင်တော့အဲ့411ကဒီမှာပြန်ကနန်းသဘောမျိုးနဲ့ကျွန်တော်တို့ကထိုးရမယ်ပြန်တာမပြန်တာတို့အလုပ်ကျွန်တော်တို့ကထိုးပေးရမယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုကပြပေးသားဖြစ်တဲ့939 354အဲ့ဒီကနေဘလို့ပို့တယ်6333သူကဇောင်းတပင်2နှစ်ကျော်ဇောင်းတပင်အောက်ဆင်းတာဒီ6333က2နှစ်ကျော်ဇောင်းတပင်အပေါ်တက်တာနော်2နှစ်ကျော်ဇောင်းအပေါ်တက်ဒီ6333က2နှစ်ကျော်ဇောင်းအောက်ဆင်းအဲ့တော့6333ဖိုးခနောက်ဆိုင်3ပွင့်ဆိုင်ဖြစ်နေတယ်6333 363အဲ့ဒီ site ကလာမယ်ဆိုရင်411အဲ့လို site ဒီ site နှစ်ခုကလာနိုင်တယ်နော်ဒီ site နှစ်ခုမှာကျွန်တော်196ဆိုတဲ့ပြတဲ့ site အဲ့196ပတ်လဲပြတဲ့ site က196ကိုတကယ်လို့မထွက်ဘဲနဲ့အဲ့ဒီက411ကိုဒီ site ကနေပြီးတော့နှစ် site ပေါင်းတစ် site 411ကနေပြီးတော့ထွက်လာခဲ့မယ်ဆိုရင်နှစ် site ပေါင်း196မဟုတ်ဘဲနဲ့196မထွက်ဘဲနဲ့အဲ့ဒီက411ကိုထွက်မယ်411ဆိုရင်ဒီအောက်မှာသူက411လို့လားထွက်ပေးရမယ်411လို့လားထွက်ပေးရမယ်တကယ်လို့ဒီမှာ4နှစ်စမှာ411လို့ဟာရီကလှမ်းရိုက်လိုက်ခဲ့ရင်အဲ့ဒီ site ရဲ့ site က196အောက်ဆောင်တပင်နော်669အောက်ဆောင်တပင် sorry 196မဟုတ်669အောက်ဆောင်တပင်နှစ်နှစ်ကျော်ဆောင်တပင်မှာ696ထွက်တယ်လို့411နှစ်နှစ်ကျော်အောက်ဆောင်တပင်မှာ411လို့လာပြီးတော့ရိုက်နိုင်တယ်နော်အဲ့တော့ဒီ site ကအပေါ်ကိုဇောင်းနှစ်နှစ်ကျော်ဇောင်းတပင်411ဒီ site က411အောက်နောက်နှစ်ကျော်အောက်တပင်411လို့ဒီလိုပြန်ကဏ္ဍလာနိုင်တဲ့အတွက်ကြောင့်အဲ့ဒီပြန်ကဏ္ဍလေး site ကလေးတော့ရှိတယ်တွေ့ထားတယ်ဆိုပြီးတော့ကျွန်တော်လေကဲလို့များ411ကနေပြီး411လို့လှမ်းရလို့ရှိရင်အောက်မှာတပင်ကျော်မှာ411ပြန်ထိုးဖို့စဉ်းစားပါ411ခုကနေပြီးတော့411ခုလို့လှမ်းပြီးတော့အပေါ်မှာဇောင်းတပင်နှစ်ကျော်ဇောင်းတပင်ရိုက်ပြီးဆိုရင်လည်းအဲ့411ခုကိုနောက်တပင်ကျော်မှာ411ခုလို့ပြန်ထိုးဖို့စဉ်းစားထားပါ65နှစ်ကနေပြီးတော့65နှစ်လို့တပင်ကျော်ဇောင်းတပင်တက်သွားမယ်ဆိုရင်နှစ်ကျော်ဇောင်းတပင်တက်သွားမယ်ဆိုရင်အဲ့65နှစ်ကိုပတ်လဲကိုနောက်အောက်တပင်ကျော်မှာပြန်ရိုက်ဖို့စဉ်းစားထားပါအဲ့လိုပဲ803က2နှစ်ကျော်ဇောင်းတပင်တက်ပြီးတော့ရိုက်ထားမယ်ဆိုရင်အဲ့803ကိုနောက်တစ်နှစ်မှာကျွန်တော်တို့803ပတ်လဲပြန်ထိုးဖို့ပြန်ကဏန်းထိုးဖို့ပြန်ကဏန်းကတော့တပွင့်ကျော်တပင်ကျော်ပေါ့နော်တကွက်ကျော်အဲ့ဒီတကွက်ကျော်လေးပဲ
ရှိနေပါတယ်တွေ့နေပါတယ်အဲ့ဒါကြောင့်မလို့633ကို633 633 633 633လို့3ပွင့်ဆိုင်ထွက်တယ်လို့411 411 411 411ခွန်411ခွန်411ခွန်652 652 652အဲ့လိုမျိုးနော်3ပွင့်ဆိုင်3ပွင့်ဆိုင်3ပွင့်ဆိုင်အဲ့လိုမျိုးလေးထွက်လာမယ်ဆိုရင်ကျွန်တော်တို့လွတ်သွားမှာဆိုတဲ့အတွက်ကြောင့်ဒီကဏ္ဍဒီ site ကလေးကိုကျွန်တော်ပြတာဖြစ်ပါတယ်တခြား site တွေတော့ကျွန်တော်စိတ်ထဲမှာတင်းကျင်စိတ်ပေါ်လာရင်တော့ကျွန်တော်တင်းပေးမယ်ဗျာနော်ကျွန်တော်အဲ့လိုမျိုးစိတ်မကောင်းတာဖြစ်နေတာကျွန်တော်နာတင်းကိုမတင်ကျင်တော့တာနော်ကျွန်တော်ပြီးတော့ဟိုတင်းရတာလဲဟိုဘယ်လိုခေါ်မလဲဇရာဇရက်တွေကလည်းဟိုမလွယ်ဘူးလောက်ရကြရတာလေအဲ့ဒါကြောင့်မို့လို့ပါနော်နားလည်းခွင့်လုပ်ပေးကြပါလို့